အခြေခံဂီတာတီးခတ်နီးစပြီးလေ့လာမယ့်သူတွေအတွက်အခြေခံကြတဲ့ chord လေးတွေတည်ထားဖို့လိုပါတယ်ဒီနေ့ကတော့ chord အမျိုးအစား၅ခုပေါ့နော်ဒီ basic chord လေးတွေ၅ခုကိုပြောပြတော့ပါမယ်chord လေးတွေကတော့ C A minor D minor G E minor လို့ခေါ်ပါတယ်အခြေခံ chord လေးတွေပေါ့နော်ပထမဦးဆုံးကို C chord ကိုကင်ပြပါမယ် C chord ပေါ့နော်ဒါက C chord ပေါ့နော်C chord ဒီ chord လေးတွေကကြတော့ကိုတို့ဒီပထမအကွက်ဒုတိယအကွက်တတိယအကွက်ပေါ့နော်ဂီတာမှာဆိုအကွက်လေးရှိရလေနော်ဒီဂီတာရဲ့လက်တန်းပေါ့ဒီလက်တန်းမှာအကိုတို့အကွက်လေးတွေပါတယ်အခုဒီ basic chord လေးတွေကတော့ကိုတို့နံပါတ်1နံပါတ်2နံပါတ်3အကွက်မှာပဲကိုတို့ကင်ရမှာဖြစ်တယ်ပေါ့နော်ပထမဆုံး C chord ကိုကင်ပြမယ် C chord ပေါ့ဒါ C chord ဖြစ်ပါတယ်ဒါကတော့သူရဲ့ shape လေးပေါ့နော် C chord ရဲ့ shape လေးဖြစ်ပါတယ်C chord ကကြတော့ကိုတို့လက်ညှိုးကကြတော့ဒီပထမအကွက်ရဲ့နှစ်ကြိုးမှာကင်ရမယ်လက်ကလေးကကြတော့ဒုတိယအကွက်ရဲ့၄ကြိုးပေါ့နော်လက်တကြွယ်ကကြတော့တတိယအကွက်ရဲ့၅ကြိုးမှာကင်ရမှာဖြစ်ပါတယ်ဒါ C chord ပဲဖြစ်ပါတယ်နောက်တစ် chord ကကြတော့ကိုတို့ A minor လို့ခေါ်ပါတယ် A minor လို့ခေါ်ပါတယ်ပေါ့နော် AM လို့ရေးရလေနော်အတူကောက်လေးကတော့ A minor လို့ခေါ်ပါတယ်သူကတော့ဒီပထမအကွက်မှာဒီပထမအကွက်ရဲ့နှစ်ကြိုးကိုကိုကလက်ညှိုးနဲ့ထောက်ပြီးကင်ရမယ်ပေါ့နော်လက်ညှိုးလေးကပထမအကွက်ရဲ့နှစ်ကြိုးလက်ကလေးကကြတော့အကိုတို့ဒီဒုတိယအကွက်ရဲ့၄ကြိုးလက်တကြွယ်ကကြတော့အကိုတို့ဒုတိယအကွက်ရဲ့၃ကြိုးပေါ့နော်ဒါလေးကတော့ A minor လို့ခေါ်ပါတယ်နောက်တစ်ခုပေါ့နောက်တစ် chord ကကြတော့ကိုပြောပြမယ်နောက်တစ် chord ကကြတော့ D minor လို့ခေါ်ပါတယ် D minor chord လို့ခေါ်ပါတယ်အတူကောက်ကို DM လို့ရေးပါတယ် D minor chord ပေါ့နော် D minor chord ကကြတော့အကိုတို့လက်ညှိုးပေါ့လက်ညှိုးကကြတော့ပထမအကွက်ရဲ့တစ်ကြိုးမှာကင်ရမယ်လက်ကလေးကကြတော့ဒုတိယအကွက်ရဲ့၃ကြိုးမှာကင်ရမယ်လက်တကြွယ်ကကြတော့တတိယအကွက်ရဲ့နှစ်ကြိုးမှာကင်ရမှာဖြစ်ပါတယ်အကိုတို့အမှားပေါ့ဒီ D minor chord လေးမှာကြတော့ကိုတို့ဒီအပေါ်ဆုံး6ကြိုးပေါ့နော်ဒီအပေါ်ဆုံး6ကြိုးကိုကိုတို့ကလွတ်အောင်ကင်ရမှာပေါ့နော်အပေါ်ဆုံး6ကြိုးကိုမထိအောင်ကိုတို့ကင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတို့ကလက်မလေးနဲ့ပေါ့ဒါလေးဒီကြိုးကိုအတန်မထွက်အောင်လို့ဒီလက်မလေးနဲ့ဒါလေးဖိထားလိုက်မယ်ပေါ့အဲမျိုးဆိုရင်ဒါအတန်တူကအားပါလေနော်အတန်မထွက်တော့အတန်မထွက်တဲ့ခါကျတော့ကိုတို့လွတ်လပ်တီးလို့ရတယ်ပေါ့နော်ဒါကတော့ D minor chord လေးပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့အကိုတို့ G chord ပေါ့နော် G chord ကကြတော့သူရဲ့ဒီကင်တွယ်နီးတွေဒီအမျိုးမျိုးရှိပါတယ်ဒါပေမဲ့အခုကတော့ကိုက business ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြေခံဒီကင်တဲ့ပုံစံလေးပဲပေါ့နော်business chord လေးကိုပဲအရင်ပြပြလိုက်မယ်နောက်ကြမှာအကိုပိုပြီးမှ powerful ဖြစ်တဲ့ G chord ဒီ G အမျိုးအစားပေါ့နော် G major chord ကင်တဲ့ဒီပုံစံလေးကိုပြောပြပါမယ်ပထမဦးဆုံးတော့ဒီလိုပုံစံလေးပဲအရင်ကင်လိုက်ပေါ့နော်ပထမဆုံး business ဆိုတော့ဒီလိုပုံစံလေးပဲအရင်ကင်လိုက်မယ်သူကတော့အကိုတို့3ကွက်ပေါ့တတိယမြောက်အကွက်မှာကိုတို့ကလက်ကလေးကနံပါတ်6ကြိုးဒီလက်တကြွယ်ကနံပါတ်1ကြိုးပေါ့နော်ဒါလေးက G chord ပေါ့နော် G chord ကလွယ်တယ်နောက်တစ်ခုကကြတော့ပိုပြီးမှလွယ်တဲ့ chord နောက်တစ်ခုပြန်ပြောပြမယ်ပေါ့နော်ဒါနောက်ဆုံး chord လေးပေါ့ဒီနေ့ပြောပြမယ်နောက်ဆုံး chord လေးအဲအားကြတော့ E minor လို့ခေါ်ပါတယ် E minor ကကြတော့ရမ်းလွယ်တယ်သူကကြတော့ဒီဒုတိယအကွက်တစ်ကွက်ထဲမှာပဲကင်တယ်ပေါ့နော်ဒုတိယအကွက်တစ်ကွက်ထဲမှာပဲကင်တယ်ဒီလက်ကလေးကိုနံပါတ်5ကြိုးမှာကင်တယ်လက်တကြွယ်ကိုနံပါတ်4ကြိုးပေါ့နော်လက်ကလေးကိုနံပါတ်5လက်တကြွယ်ကိုနံပါတ်4ဒါကတော့အခုဒီနေ့ပြပြထားတဲ့ chord အမျိုးအစား5ခုပေါ့နော် C A minor D minor G E minorဒီ chord လေးတွေကိုလေ့ကျင့်ပြီးမှအကိုတို့ကဒီ day 1 exercise ကိုတွားလေ့ကျင့်မယ်ပေါ့နော်ဒါလေးကပထမဆုံး chord လေးတွေကို intro ပေါ့နော် intro လေးကိုတော့မိတ်ဆက်ပြရပါတော့ဒါကတော့ chord အခြေခံဂီတာ chord လေးတွေဖြစ်တဲ့ C A minor D minor G E minor chord ပေါ့နော်အဲ့ chord အမျိုးအစားလေးတွေကိုအကိုခဏပြောပြထားတာဖြစ်ပါတယ်ခ
ခဏပြောပြပါတော့ကတော့ပေါ့နော်အကိုကဒီဂီတာရဲ့အရှေ့ဘက်ကနေရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂီတာရဲ့အနောက်ဘက်မှာပေါ့နော်လက်အနေထားဘယ်လိုထားရမလဲဆိုတာမျိုးကိုအကိုကအခုပြန်ပြီးမှပြောပြမှာဖြစ်ပါတယ် C chord ပေါ့နော်ဒါ C chord A minor D minor G E minor ပေါ့နော်ဒီအခြေခံ chord လေးတွေကင်တဲ့နေရာမှာပေါ့နော်အကိုတို့ကကြတော့ဒီလက်ပေါ့လက်ဒီလက်ညိုးဆိုလက်ညိုးပေါ့နော်လက်ကလေးဆိုလက်ကလေးလက်တကြွယ်ဆိုလက်တကြွယ်ပေါ့နော်ဒီသူ့ရဲ့လက်ချောင်းထိတ်ကလေးတွေနဲ့ကျိုးတွေကိုဖိပြီးမှကင်ရမှာပေါ့နော်ဒီလက်ချောင်းထိတ်ကလေးတွေနဲ့ဒီအတက်နိုင်ဆုံးဖိပြီးမှကင်ရမှာဖြစ်တယ်ပေါ့နော်ဒီလက်ထိတ်ကလေးတွေနဲ့ပေါ့နော်ကင်ရမှာဖြစ်တယ်ပြီးရင်အကိုတို့ကကြတော့ဂီတာလက်တန်းကိုဒီလိုမျိုးကြီးဖိပြီးမှစုပ်ပြီးမှမကင်တော့ဘူးပေါ့နော်ဂီတာလိုမျိုးကြီးဒီလက်ဖနှောင်းနဲ့ပေါ့နော်ဒီလက်ဖနှောင်းနဲ့ဒီလိုမျိုးကြီးဖိပြီးမကင်ဘူးဒီအခြေခံ chord လေးတွေမှာကြတော့ဖိပြီးမကင်ဘူးသူကတော့ဒီလက်ချောင်းလေးတွေရဲ့အားနဲ့ပြီးရင်ဒီလက်မအားပေါ့နော်ဒီလက်မနဲ့ဒီလက်ချောင်းကလေးတွေရဲ့အားနဲ့ပဲကိုတို့ကကင်ရမှာဖြစ်ပါတယ်ဒီလက်ဖနှောင်းကြီးကိုဂီတာလက်တန်းလေနော်ဒါဂီတာလက်တန်းလို့ခေါ်ပါတယ်ဂီတာလက်တန်းမှာဖိပြီးမှမကင်ရအောင်အဲ့လိုကင်လိုက်မယ်ဆိုရင်ကိုတို့ကကော့ကင်ရတာအဆင်မပြေဘူးပေါ့နော်ဒီမတက်ဆိုင်နဲ့ကျိုးတွေကိုဒီလက်ချောင်းလေးတွေကတွားပြီးမှတွားထိနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အကိုတို့ကကြတော့သူ့ရဲ့ဒီ shape ပုံစံအမှန်ကကြတော့ကင်ရမယ့်ဟာကကြတော့ကိုတို့ဒီလက်ချောင်းလေးတွေနဲ့ဒီလက်ချောင်းလေးတွေရဲ့ဒီထိတ်ကလေးတွေနဲ့ပေါ့နော်လက်ထိတ်လေးတွေနဲ့ cop ကိုထောင်ထောင်လေးပေါ့နော်ထောင်ထောင်လေးဖြစ်အောင်ကင်ရမယ်လက်ချောင်းလေးတွေကိုထောင်ထောင်လေးဖြစ်အောင်ကင်ရမယ်ပြီးရင်အကိုတို့ကဒီသူ့ရဲ့ဒီလက်မရဲ့အားနဲ့ပေါ့နော်လက်မရဲ့အားလေးနဲ့ဒီလက်ချောင်းထိတ်ကလေးရဲ့အားနဲ့ကင်ရမယ်ဒီပြရမယ့်အချက်ကကြတော့အကိုတို့ဒီလက်ဖနှောင်းနဲ့အဲ့လိုမျိုးကြီးဖိပြီးမှစုပ်ကင်တာကြီးမှမကင်ရပါဘူးဒါကတော့အခြေခံ cop လေးတွေကင်တဲ့အချိန်မှာမှတ်ထားရမယ့်ဟာလေးပေါ့နော်ဒါဆိုရင်ဒါကတော့ဂီတာရဲ့အနောက်ဘက် shape လေးပေါ့နော် position လေးပေါ့ဒါလေးတွေအတူယူလေ့လာလို့ရအောင်ကိုကဒါပြောပြတာဖြစ်ပါတယ် C A minor D minor G E minor ပေါ့နော်ဒါကတော့ basis chord လေးတွေပဲဖြစ်ပါတယ်